ဒီမြေခွေးမှာငါးတွေကိုမကုံနိုင်လောက်အောင်ရှိနေခဲ့ပေမဲ့ဝန်ပုတ်တွေကတော့စားစရာတော့မရှိခဲ့ပါဘူးဒါကြောင့်ဝန်ပုတ်တွေကငါးဖမ်းတဲ့လှုပ်ဝက်ချက်ကိုသိကျင်လို့မြေခွေးကိုအတင်းတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူမသိခဲ့တာကမြေခွေးရရှိထားတဲ့ငါးကြီးတွေဟာသူကိုယ်တိုင်ဖမ်းထားတာမဟုတ်ပဲရွာသားတွေစီကခိုးယူထားတာဖြစ်ပါတယ်ဝန်ပုတ်တွေကမလျှော့ပဲတင်ပေးဖို့တောင်းဆိုနေတဲ့အတွက်မြေခွေးကနောက်ဆုံးတော့ငါးဖမ်းတဲ့တင်ပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီညမှာသူတို့နှစ်ယောက်အေးခဲနေတဲ့ရေကန်တစ်ခုစီသွားကြတယ်မြေခွေးကဝန်ပုတ်တွေကိုမင်းရဲ့အမိကိုရေထဲထည့်ထားလေးလာပြီးလို့ခံစားရရင်ဆွဲထုတ်လိုက်လို့ပြောပါတယ်အရန်ရိုးသားတဲ့ဝန်ပုတ်တွေကအဲ့ဒီစကားကိုတကယ်ယုံကြည်ခဲ့ပါတယ်သူဟာတညလုံးအေးဆက်တဲ့လေထဲမှာထိုင်ဆောင်နေခဲ့တယ်မနက်မိုးမလင်းခင်အချိန်မှာတော့အမိကလေးလာတယ်လို့ခံစားရတယ်ငါးတကောင်ကိုက်မိပြီးချင်းပြီးအားကိုဆွဲလိုက်ပေမဲ့အမိကရေခဲထဲမှာကအေးခဲသွားတာကိုသိလိုက်ရပါတယ်အဲ့ဒီချိန်မှာပဲရွာသားတွေကသူ့ကိုတွေ့သွားကြတယ်သူတို့ကတုတ်တွေကင်ပြီးဝန်ပုတ်တွေကိုရဲရဲဆက်ဆက်ရိုက်နှက်ပါတော့တယ်အသက်ရှင်ဖို့အတွက်ဝန်ပုတ်တွေကသူ့အမိကိုဆွတ်လွတ်လိုက်ရပြီးခက်ခက်ခဲခဲလွတ်မြောက်နိုင်ခဲ့ပါတယ်နောက်တော့ဝန်ပုတ်တွေကမြေခွေးစီပြန်သွားပြီးအမိဆုံးရှုံးရတာအတွက်တာဝန်ယူဖို့တောင်းဆိုပါတယ်ဒါပေမဲ့မြေခွေးကမင်းရဲ့အမိကအနံ့ဆိုးလုံးလုံးငါးတွေတောင်မကတ်တာလို့ယုံကြည်မှုအပြည့်နဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မြေခွေးကကြက်ချီတော့တွေအများကြီးရှိတဲ့နေရာတစ်ခုကိုတည်တယ်လို့ပြောခဲ့ပြီးဝန်ပုတ်တွေကထပ်ပြီးယုံကြည်သွားပြန်ပါတယ်ညအချိန်မှာသူတို့နှစ်ယောက်ရွာထဲကိုခိုးဝင်ပြီးကြက်ချီတော့တွေနဲ့ပြည်နေတဲ့တိုးလောင်ယုံတစ်ခုထဲဝင်သွားကြတယ်ဝန်ပုတ်တွေကပျော်ပျော်ကြီးစားနေချိန်မှာမြေခွေးကတော့အခြေအနေကိုသတိထားစောင့်ကြည့်နေခဲ့ပါတယ်သူစားလို့ဝပြီးတာနဲ့အကြောင်းပြချက်တစ်ခုပေးပြီးအပြင်ထွက်သွားခဲ့တယ်အပြင်ရောက်တာနဲ့ကြဲကြဲလောင်လောင်အဟစ်လိုက်ပါတော့တယ်ချက်ချင်းပဲရွာသားအားလုံးနိုးထလာပြီးတုတ်တွေတူတွေကတိုးလောင်ယုံနဲ့ပြေးဝင်လာကြတယ်ပြီးတော့ဝန်ပုတ်တွေကိုအပြင်းထန်ရိုက်နှက်ခဲ့ကြပါတယ်မြေခွေးကဝန်ပုတ်တွေဟာမကြခင်ပြန်လာပြီးလက်စားချီမယ်ဆိုတာသိထားပါတယ်ဒါကြောင့်သူ့ကိုယ်သူကကွယ်ဖို့အကြံတစ်ခုထုတ်လိုက်တယ်အေးခဲနေတဲ့ရေထဲခုန်ဆင်းပြီးကိုယ်ခန္ဓာကိုဖြူဖက်ဖြူရောဖြစ်အောင်လုပ်လိုက်တယ်ပြီးတော့ချီမြင်တွေတဲ့လူးလိမ်ကအပြင်းထန်ဒဏ်ရာရထားတယ်လို့ဟန်ဆောင်ခဲ့ပါတယ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ဝန်ပုတ်တွေကမြေခွေးကိုသူ့ထက်တောင်ပိုဆိုးတဲ့အခြေအနေမှာတွေးလိုက်ရတော့ဒေါသတွေချက်ချင်းပျောက်ကွယ်သွားခဲ့တယ်သူကမြေခွေးကိုအိမ်ပြန်ပို့ပေးဖို့သူ့ကြောပေါ်တော်တင်ပေးခဲ့ပါတယ်မြေခွေးကတော့သူ့အစီအစဉ်အောင်မြင်သွားလို့စိတ်ထဲမှာဝမ်းသာနေခဲ့တယ်ကူအနားရောက်သွားတာနဲ့မြေခွေးကချက်ချင်းကူထဲကိုခုန်ဝင်သွားခဲ့ပါတယ်ဝန်ပုတ်တွေကနောက်တစ်ချိန်ထပ်မံလှည့်စားခံလိုက်ရပြီးအဲ့ဒီနောက်မှာတော့မြေခွေးကသူ့ကူထဲမှာပဲပေါင်းနေတာစောင်းရသည့်အတွက်စုဆောင်းထားတဲ့အစားအစာတွေနဲ့အေးချမ်းချမ်းနေထိုင်သွားခဲ့ပါတယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါ